စာချုပ်တွေများရင်ကျွန်တော်ကနေစာပေဗုဒ္ဓများကိုတင်ဆက်ပေးနေပါပြီ။ Like and subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါစေခင်ဗျာ။သူတို့ဘာလို့ကိုရီးယားသွားလဲကဲ။ပတ်စံလို့ကျွန်တော်ရိုင်းပြောပြီ။ဒါကျွန်တော်အာမနာနဲ့ရိုင်းပို့ရင်ပြောရင်တော့ဝင်မြန်မာရချင်လို့သွားတော့ဘလို့ဘာသွားလို့ပါလဲကျွန်တော်တို့ကကျွန်တော်ပညာနဲ့ဂျပန်သွားလဲကျွန်တော်တို့ဗကန်စီးတာပဲကိုရီးယားသွားတယ်ကိုရီးယားသွားမယ်ကျွန်တော်တို့ကြတယ်သွားကြတာကိုရီးယားသွားမယ်ကိုရီးယားစာတွေသင်ကြတယ်ဟာလားရန်ကုန်မှာရောမန္တလေးမှာရောညဉ့်ညံမှာရောပခုတ်ကူမှာရောကိုရီးယားစကားသင်တာဘယ်လောက်ကြာမလဲ3ရက်ပေါ့ဟုတ်တယ်မလားတပတ်ကြာရင်တက်ပြီဗမာစာကမှသင်ရတာကြာနေဦးမယ်33လုံးရှိလို့ခါကြီးကနေအားထိ33လုံးအင်းကျမကြီးကြီးကိုမေးနေလေအင်္ဂလိပ်စာမှသင်ရမှာကြာနေသေးတယ်ဘယ်နှလုံးရှိလဲ26လုံးဂျပန်စာကမှသင်ရမှာကြာနေဦးမယ်ဘယ်လောက်လဲ49လုံးကိုရီးယားကဘယ်နှလုံးရှိလဲ17လုံးညံနာပေါ့ဒီကောင်ကြီးတော့တောသားကြီးကောင်ဒီအသက်ကြီးတဲ့ကောင်ကြီးတို့ရနေတာပဲဂါနာဒါဘာစာဟာတာခါတာဖာဟာပြီးပြီဒါပဲဒီမှာကိုရီးယားစကားတက်တယ်လို့ရှိရင်ကျွန်တော်ပြောကျွန်တော်နည်းနည်းရတယ်17လုံးပဲရှိတယ်ကျွန်တော်တက်တာ2ရက်နဲ့တက်တယ်ဂါနာဒါဘာစာဟာတာခါတာဖာဟာပြီးပြီဒါပဲအဘောကြီးဖေဖေအမောနီမေမေနာမှုတစ်ပင်ဟတ်စစ်ကျောင်းသူကျွန်တော်ပြောမယ်ဂျိုးစုပါမောက်ခခင်ဗျားတို့ထိုင်နေကလထိုင်လေးတွေအဲ့ဒီကြာကလထိုင်အာအီမှာကလေးလေးတွေခလေးအိုအီတခွာသည်အညာကြီးဂါစရောကောင်းကောင်းသွားကြကလေးတွေအညာကြီးခဲစရောဟဲ့ကောင်းကောင်းနေခဲ့ကြဂန်စာဟာမီတာမင်္ဂလာပါခင်ဗျဂျွန်စွန်ဟာမီတာဝမ်းနေပါလေခင်ဗျအညာကြီးအာစရောဟဲ့လူငါရဲ့ပြင်တက်တယ်လေဗမာလီမို့ဒီယောဂချတယ်လေသွားမှာပေါ့စာပေဟောပြောပဲတောင်ကိုရီးယားသွားတယ်ကျွန်တော်တို့နေဝင်းမြင့်ကြီးလည်းသွားတယ်ချိုးညိုကြီးလည်းသွားတယ်ရှောက်မပြောနေတဲ့ဗမာနိုင်ငံမှာရှိတဲ့စာရေးဆရာတွေနိုင်ငံခြားကျွန်တော်သွားတယ်ဗမာတွေနဲ့တွေ့တယ်မောင်တာချို့ခေါင်းကိုညှက်တဲ့ကောင်တော်တွေ့ခဲ့သည်ပိုင်ဆိုးတဲ့ကြောက်ပြောင်းသားဟဲ့ပြီးရောက်နေရကွာသူဆရာကျွန်တော်ရောက်နေတယ်ဘာလုပ်နေလဲဆရာရဲ့ကျွန်တော်တို့ရွာသူရွာသားများကတော့ပညာကောင်းကောင်းမတတ်တော့ဒီမှာကိုရီးယားလူမျိုးတွေခိုင်းတာသွားလို့တာပေါ့တစ်သက်ပင်ဆိုင်ချင်းအကြီးတွေမထင်နဲ့ဗာလေးတွေလေမုံကြီးရှင်မက်လို့ဖို့ဂင်းချီတံမယာသည်အဲ့ဒါမျိုးဆိုင်တာအကြီးတွေကျုံးမင်းတွေဗာလေးမထင်နဲ့နှစ်မိခလုတ်ကလေးတွေထောက်ဒါမျိုးလေးတွေခလုတ်ကလေးတွေဆက်ပြောက်ကလေးတွေဒါပဲပြီးလည်းနေလေးအိတ်လေးတွေ3-4မျိုးလုတ်တယ်ကိုရီးယားတွေနဲ့ကျွန်တော်နဲ့ယဉ်နှီးပါတယ်မောင်သားရှိုးရန်ကုန်တက္ကသိုလ်မှာမြန်မာသားသင်ပေးတာကိုရီးယားလူမျိုးတွေသင်ပေးနေတာကျွန်တော်ကိုရီးယားစကားသင်ပေးတာကိုရီးယားတွေကပြန်သင်ပေးတာမောင်သားချိုးအိမ်ကိုဝင်ထွက်နေတာကိုရီးယားနိုင်ငံသားတွေဝင်ထွက်နေတာကျွန်တော်ကိုရီးယားတွေနဲ့အရင်ရင်းနှီးတယ်အရင်ရင်းနှီးတယ်ကျွန်တော်လည်းအိမ်မှာအဝင်ထွက်ရှိတယ်ကျွန်တော်အိမ်ကိုအပတ်တိုင်းလိုလာနေရတာတမီးတို့သားတို့သွားမှာပေါ့ကျွန်တော်တို့နိုင်ငံသားတွေဘာစားမှမတတ်ဖဲနဲ့၄တန်းမအောင်မင်းနဲ့၄တန်းအောင်စရာမလိုဘူးကိုရီးယားစကားလေးနည်းနည်းပါးပါးတတ်တာနဲ့တက်ပင်လေးတွေသွားဆိုင်တာနဲ့ဒီလေးတို့အစုပ်ပြတ်ဆုံးပေါင်ကိုပြီးတယ်လကတရက်9000သွားမှာပေါ့နည်းနည်းလေးပညာလေး၄တန်းလောက်တက်တဲ့ကောင်တသိန်းတည်းကိုမင်းကြီးကိုရီးယားလူတယောက်အလုံးလို့တသိန်းလောက်ပေးနေတဲ့နိုင်ငံလေးဘာလို့တာလဲဒီပစည်းထဲတာတက်ပင်ရေလောင်းတာမြောင်းဖောက်တာဒါပဲသူတကယ်တော့သူတို့လူမျိုးတွေတယောက်ကိုလှုပ်ရှင်တရက်ကို2သိန်းလောက်ရနေတဲ့နိုင်ငံလေးရက်30တလမှာဗမာငွေ360ရနေတာသူတို့လူမျိုးတွေကဗမာကိုတလ330လောက်ပေးနေတာလေအဆောက်ဆုံးကောင်က15သိန်းလေအဲ့ကျနေတာမရှိတော့ဘူးကိုရီးယားမှာဗမာတွေသွားတော့15သိန်းချက်ရော့ရတဲ့ကောင်မရှိဘူးကျွန်တော်သိလို့ပြောနေတာသွားမှာပေါ့သွားတဲ့အခါကျတော့ဘာဖြစ်သလဲအဆင်ပြေတာပေါ့သွားတော့အဆင်ပြေတာပေါ့အိမ်ထောက်ပံ့နေတာပေါ့သို့တော်သူတို့ဘာတွေခံလာကြပြီလေလာပြီဒါကြတော့ဆရာကတဲ့ပတ်စံကတော့ရပါတယ်ဆရာတဲ့ဒါပေမဲ့တော်တော်သီးခံရတယ်ဘာသီးခံရလဲဆိုတော့ကျွန်တော်တို့နဲ့ကော်သွားဗမာလေးလို့ကျွန်တော်တို့ယဉ်ကျေးမှုမရှိဘူးကျွန်တော်တို့နဲ့မတူတာပေါ့အလုတ်ခိုင်းရင်ချောင်းနဲ့ခိုင်းမယ်လက်နဲ့မခိုင်းဘူးဗမာကြတော့မရတော့ဘူးတဲ့ကြတော့ကျွန်တော်ဆိုရင်ပစ္စည်းပေးတာအစရောဟာလားအဖေကနေသားကိုပစ္စည်းတောင်းနေသားလေးအဲ့ဘက်ကရေကွက်လေးဖြစ်ပြနေကွာဟုတ်ကဲ့ဖေသူတို့မဟုတ်ဘူးလေချောင်းနေတာတော့ပတ်စံနေရတာတော့မှန်တာပေါ့သို့တော်လည်းပဲဒီလိုဆက်ဆံလာတဲ့ခါကျတော့သွားတဲ့ကောင်ကြီးအတွေ့အဘာဝင်လာလဲဆိုတော့တို့တွေဒါစာကောင်းကောင်းမတက်လို့တို့ဒါစော်ကားတာပဲတို့အနှိမ်ခံတာပဲဆိုတော့အတွေ့လေးဝင်လာတာပေါ့ဝင်လာတဲ့ခါကျတော့တို့တိုင်းသူပြည်သားတွေအားလုံးမြန်မြန်လေးအတိတရားတွေနဲ့စိတ်တက်တွေယဉ်ကျေးပွင့်လင်းပြီးတော့မှ
စာလေးပါလေးနဲ့ကောင်းကောင်းမွန်မွန်တက်ဟုတ်တယ်မလားတွေးပုံခေါ်ပုံလေးလေးလည်းနည်းနည်းပါးပါးတိုးတက်ပြောင်းလဲလာမှတို့နိုင်ငံဖြစ်တော်မယ်ဆိုတဲ့အတိမျိုးဝင်လာတဲ့အခါကျတော့တို့နာပြီလေဒါဆိုရင်တော့တို့ရက်တို့ရွာမှာလေတို့ရက်သူရွာသားတွေကလည်းဒီလိုဟာမျိုးတွေနားထောင်တင်ပါတယ်ဆိုတဲ့ဟာမျိုးတွေနဲ့လှုပ်ဖို့ကြံလာတယ်လို့ကျွန်တော်တို့ထင်တယ်ဒါကကျွန်တော်ကကိုရီးယားလောက်ပြောနေတာကြံတဲ့နိုင်ငံတွေဘယ်နေရာကိုသွားကိုထက်တော့တာတဲ့ဟာတွေကြီးပဲစာပေဟောပြောပွဲဖိတ်တော့ကျွန်တော်တို့ဂျပန်နိုင်ငံသွားတယ်နေဝင်းမြင့်နဲ့နောက်ကလာမဲ့လူကြီးနဲ့နှစ်ယောက်တည်းဒုက္ခဘယ်လောက်ရောက်တယ်လဲဆိုတော့ကျွန်တော်တို့မရောက်ဘူးသူတို့ရောက်တာမောင်တာချိုတို့စာပေဟောပြောပွဲပြောရင်ဂျပန်နိုင်ငံမှာအလုံးလုံးဟောနေတနာရီဝဲပေါ့နှစ်ယောက်ဟောတော့3နာရီပေါ့အဲ့ဒီနှစ်ယောက်တယောက်တနာရီဝဲဟောဖို့ကျွန်တော်တို့ဖိတ်တဲ့လူတွေကလေးမြန်ငှပေးရလေးမြန်လောက်ဝယ်ပေးရတယ်ဝယ်ပြီးတော့အလုံးသိတဲ့အတိုင်းရန်ကုန်နဲ့မန္တလေးတောင်မှ3သိန်းကြီးပါကြာနေတာဂျပန်ကဘယ်လောက်ကြာမလဲစဉ်းစားကြည့်တော့10သိန်းအထက်15သိန်းနေကြီးပဲည10နာရီခွဲလောက်နော်ည10နာရီခွဲလောက်ရန်ကုန်ကစထွက်တဲ့လေးမြန်ဟာနောက်နေ့မနေ့8နာရီထိုးတော့မှတိုကျိုလေစိတ်ကိုစိုက်တယ်ကျွန်တော်တို့တယောက်ကိုခေါ်ဖို့အတွက်အသွားပြန်လေးမြန်က330လောက်ရှိတယ်တယောက်ခေါ်ရင်360ဖြစ်နေပြီဟိုမှာဟိုတယ်ထားတော့1လလောက်ထားရတယ်လက်ဆောင်တွေပေးရသေးတယ်ဒီလူ2ယောက်စကားပြောဖို့တယောက်ကိုတနာရီတာလေးပြောဖို့အတွက်ကျွန်တော်တို့ဖိတ်တာ300မရှိဘဲနဲ့လုံးလို့မရဘူးဒါခက်လှမ်းနိုင်ငံတွေပေါ့အော်စီလောက်ကြတယ်ပေါ့ရောက်တယ်တွေ့တယ်ဗမာတွေလာပြန်ပြီဖုန်းဆက်တာပဲဟယ်လိုဆရာကြီးဦးတာဆိုလို့ရှိရင်ဟုတ်ကဲ့ခင်ဗျဖုန်းလာတော့ကျွန်တော်နားထောင်တယ်တမီးကိုမှတ်မိသေးလားဆိုတော့ဟဲ့နင်းငါသိတယ်လို့ပဲဆိုတော့ဆရာစဉ်းစားစမ်းဆိုတော့မှဖြည်းဖြည်းစဉ်းစားတော့မှနင်ကြောင်းနာမည်ပြောတမီးဟင်းသလားတက်ကတူကနောက်မှနာမည်ပေါ်လာတယ်ညီနာဟဲ့ဆရာကြီးကတမီးကိုသိတယ်တော့တဲ့ဟဲ့ငါတို့ရောက်နေတာဘယ်လိုလုပ်သိတယ်လဲဆိုတော့ဆရာကတဲ့ဂျပန်နိုင်ငံပဲသိတာပေါ့တဲ့ဆရာတို့2ယောက်ဆရာနေဝင်းမြင့်နဲ့ဆရာဦးသာချိုနဲ့ဒီနေ့ညဂျပန်မှာဟောမယ်ဆိုတာသတင်းစာတွေမှာဓာတ်ပုံတွေပါလာတယ်အင်တာနက်မှာလည်းလွှင့်ထားပြီးသားသမီးသိကျင်တာနဲ့စုံစမ်းတော့ဘယ်ဟိုတယ်မှာတဲတယ်လဲမေးတော့ဟိုတယ်နာမည်သိပါလေရောဟိုတယ်နာမည်လည်းသိရောဟိုတယ်ကိုနှက်စုံစမ်းတဲ့ခါကျတော့ဟိုတယ်မှာHOဆေးမတွေရှိတယ်လေ reception လေဒီဟိုတယ်မှာလူဘယ်ယောက်တဲလဲဆိုတာဆေးမတွေရှိတယ်လေမေးလိုက်ရုံပဲဗမာနိုင်ငံအဲ့ဒီ2ယောက်ဗမာတဲတယ်လေအခန်းနံပါတ်ဘယ်လောက်အဲ့နဲ့အခန်းနံပါတ်ကိုဖုန်းလေးလွှဲပေးပါဖုန်းချိတ်ပေးလိုက်တယ်ဖုန်းတောင်းဝင်လာတာပေါ့မသိတာတွေ့ပြီဟဲ့သမီးခုဒီမှာမလုပ်နေသလိုနေဘွဲတွေအများကြီးရလာတယ်ဟင်းသလားတက်ကတူကဘွဲတစ်ခုရတယ်ရန်ကုန်တက်ကတူကတစ်ခုရတယ်ဂျပန်သင်တန်းဆင်းတယ်အင်္ဂလိပ်လိုတက်တယ်ဘွဲလေးခုနဲ့အခုနေဂျပန်မှာဘာလုပ်နေသလဲအားရပါပြန်ဖြေတယ်ဗကန်ဆင်းနေတယ်အားရစရာကြီးပေါ့အဲ့မှသမီးတို့ဟဲ့ငါသမီးဗကန်ဆင်းနေတယ်ဘာဖြစ်လို့ဆေးလဲဆိုတော့ဂျပန်နိုင်ငံကဗမာနိုင်ငံကနေပြီးတော့တက်လာတဲ့ပညာတွေဘွဲတွေကိုကမ္ဘာအဆင့်မမှီဘူးဆိုပြီးတော့ရေးကြည့်တယ်နော်ကပ္ပအစစ်မဖြစ်ဘူးဆိုပြီးတော့မှမယုံကြည်တဲ့အခါကျတော့ဗမာလူမျိုးအများစုဘွဲ့ပဲရမရအများစုလုတ်တဲ့အလုပ်ကဗကန်ဆေးခြင်းဗကန်ဆေးတော့ဘယ်လောက်ရတယ်လဲသမီးတို့သားတို့ညီအားပြစရာကြီးပဲနော်ဗကန်များတစ်ချက်ကိုဆက်ပြလေးနဲ့တုတ်ပြီးတော့မှအဝတ်နဲ့တုတ်ပြီးဆေးတာတဏှာကြီးတိတိဗကန်ဆေးရင်ဂျပန်ပတ်စံ900ရတယ်ဂျပန်ပတ်စံကိုဘယ်လိုခေါ်သလဲယန်အမေရိကန်ပတ်စံဘာခေါ်လဲဒေါ်လာအင်္ဂလိပ်ပတ်စံဘာခေါ်လဲပေါင်စတာလင်အော်ဒီပတ်စံဘာခေါ်တယ်လဲဒေါ်လာအော်ဒီဒေါ်လာစင်ကာပူပတ်စံဘာခေါ်တယ်လဲဒေါ်လာမလေးရှားပတ်စံဘာခေါ်တယ်လဲရစ်ဂစ်ထိုင်းပတ်စံဘာခေါ်တယ်လဲဘတ်နည်းနည်းသိတယ်နည်းနည်းပဲနော်မောင်တာချိုလောဘမကြီးဘူးအကုန်လုံးသိပါလို့မပြောဘူးနော်ဒါမတရားဘူးနည်းနည်းလေးသိတယ်ဒါပြောချင်တာနည်းနည်းလေးသိတယ်ဂျပန်ပတ်စံတဏှာကြီးကိုရန်900ရတယ်ဆိုတော့သမီးတို့သားတို့အခုဂျပန်ပတ်စံတရန်ကိုဗမာငွေနဲ့15ကျပ်လောက်ကျနေတယ်ညှောက်တာကြီးတော့တဏှာကြီးဗကန်ဆေးရင်1000အထက်ရနေတာ1000ခွဲလောက်ရနေတဲ့သဘောပေါ့အကျမ်းပြောတာတဏှာကြီးဗကန်ဆေးရင်1000ခွဲရတယ်ဆိုတော့အဲ့မှသားများ10နာရီဗကန်ဆေးတော့ဘယ်လောက်ရမလဲ3သိန်းခွဲပေါ့တရက်ကိုအချိန်ပုံများဆင်းလို့ကတော့ဗကန်ဆေးတဲ့အလုပ်ငန်းဟာဗမာတိုင်းလုပ်တာ2သိန်းဝန်းကျင်လောက်ရတော့သွားမှာပေါ့2သိန်းဝန်းကျင်ရတော့သွားမှာပေါ့2သိန်းဆက်ရောနေရတယ်လို့မရှိဘူးသမီးတို့သားတို့ကမေးမယ်နော်တခုဥတာချွေကြီးတို့ဖြည်းတယ်မထင်နဲ့နေခဲ့ဘူးလို့ဂျပန်တို့နှစ်ယောက်သွားတယ်လေဆရာဗကန်ဒီဆရာလှကြီးလားမေးစမ်းမေးကုန်ဗကန်ဒီကဘယ်တော့ဆရာလို့လဲ
တခွန်းနဲ့တွေ့လိုက်မယ်ဂျပန်တနိုင်ငံလုံးမှာလူ100မှာ90ရာထမင်းမချက်ဘူးဘာကြောင့်လဲချမ်းသာတယ်ယောက်ျားမိန်းမအကုန်လှုပ်လှုပ်တယ်အဖေရဲ့အမေရဲ့တမီးလေးတစ်ယောက်ရဲ့4ယောက်ရှိတယ်သားလေးတစ်ယောက်ရဲ့5ယောက်အကုန်ဖက်လုပ်တယ်တစ်ယောက်2သိန်းတစ်ယောက်30သိန်းရတယ်တသိန်းဥစား9သိန်းပုံနေရလေဘာဖြစ်လို့ဈေးထဲသွားပြီးအချိန်ကုန်ခံပြီးတော့ခမင်းချက်အောင်ငါချောက်ဖုတ်အောင်မပြည့်ရဖြောအောင်ဟင်းညိုချက်အောင်အသားချက်အောင်တို့စရာပြုတ်အောင်ဘာလို့အချိန်ကုန်ခံနေလဲသူတို့ကနိုင်ငံချမ်းသာလာတဲ့အခါကျတော့လူမျိုးကလည်းကြွယ်ဝလာတဲ့အခါကျတော့အချိန်တွေကိုငွေရအောင်ပဲအသုံးချတယ်မချက်တော့ဘူးဒါကြောင့်မို့လို့ဂျပန်နိုင်ငံမှာထမင်းဆိုင်တွေကြီးလန်းကြည့်ရင်ဘလောက်ညံ့ညံ့ဘလောက်ကောင်းကောင်းဘလောက်စုပ်စုပ်ထမင်းစားချိန်မှာလူတွေပြည့်ပြောချင်တာဘာပြောချင်တာလဲလူ100ရှိရင်90ဆိုင်မှာစားတယ်တို့နိုင်ငံလူလယ်သမားကြီးတွေလယ်တော့ဆင်းရင်ထမင်းဘူးတွေနဲ့ no ကျောင်းသူလေးတွေကျောင်းသွားတယ်ထမင်းဘူးထည့်တာတို့နိုင်ငံလူဂျပန်မှာရှိလား no စေးမလေးတွေယုံသွားတယ်ကျောင်းဆရာမလေးတွေဆွမ်းကြီးလေးတွေမှာထမင်းဘူးလေးတွေနဲ့ရည်စရာကောင်းတာဂျပန်နိုင်ငံမှာဘယ်သူထမင်းဘူးကင်တယ်လဲ no အလုံးချမ်းသာတယ်အိမ်ထဲမှာအလုံးပတ်စံနေတယ်စားကြင်ရောက်ချင်စဉ်းစားတယ်ဒီလိုသွားနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီလိုသွားနေတဲ့နိုင်ငံဖြစ်တဲ့အတွက်သမင်းဆိုင်တွေဆိုင်တွေမှာလူတွေအမြဲပြည့်ရှံနေတဲ့အတွက်ဆေးမလူမရှိဘူးဒါပြောချင်တာသဘောပေါက်တယ်နော်ဆေးသူမရှိတော့ဘူးဒါကြောင့်မလို့သမင်းပကံတွေကိုလှိုင်းဆေးမြတ်လူကိုရှာတဲ့အခါကျတော့ဗမာနိုင်ငံကဲ့သို့သောနည်းနည်းဆင်းရဲနွမ်းမတဲ့လူတွေအားလုံးကသွားလုပ်တဲ့ကအလောက်ကတအားပေါ်တယ်လေသူကရောက်သွားရင်အတော်ပေါ်တယ်လူတိုင်းသွားဆေးကြတော့အဆင်ပြေတာပေါ့တစ်လကို360လောက်ရတော့အမေစီ40ပြန်ဖို့တိုက်နဲ့ကားနဲ့ဝဲကြနေကြတယ်သို့တော့လာပြန်ပြီကိုရီးယားမေးတယ်လို့မေးမယ်နော်ပျော်လားမေးကြည့်ပါလားတချင်းတွေကအတိုင်းပဲနော်ပျော်ရမှမနေတော်ရမှနေရပြီမဲ့ပျော်ရကအိုင်းပါလीပျော်ရကမုံရွာလीပျော်ရကဗမာနိုင်ငံလीတင့်တော်ရသွားနေရတာသူမနေချင်ဘူးပြောရမှမနေဘဲနဲ့တော်ရမှနေရတယ်သူပြန်လာခြင်းတယ်ကိုရီးယားလူမျိုးတွေကျွန်တော်တို့ရင့်နေဆရာပစ္စည်းပေးတာအစားရော့အိုင်းမမျက်လုံးနဲ့ရိုင်းနေတာပေါ့အိုင်းမနားနဲ့လည်းရိုင်းမှာပေါ့မောင်သားချို့အမြင်လည်းရိုင်းတာပေါ့ကျွန်တော်တို့ဗမာတွေကမလုပ်ကြဘူးလေဒါဓမ္မဆိုင်ရောက်ဒီလိုတွေဟုတ်ဗျဆိုတော့ကိုပတ်စံလူချင်းလို့သာကြိတ်မိန်နေရတယ်အောက်တီးအောက်တက်ကြီးတွေနဲ့ဒီလိုလူငယ်လေးတွေကစိတ်ထဲမှာနာကြီးလာကြတာပေါ့ဂျပန်နိုင်ငံမှာလည်းဒီတိုင်းပဲကျွန်တော်တခုပြောမယ်နော်ဂျပန်မတွေကဗမာယောက်ျားကိုဘယ်သူယူသလဲကျွန်တော်မေးဘူးလေမင်းတို့ယူလားလို့မေးဘူးလေဆရာရှားပါလေဘယ်တော့ပဲကြိုက်ကျွန်တော်တို့လူမျိုးကိုဘယ်သူမှမယူပါဘူးဆရာအရန်ဝေးခေါင်တဲ့ရွာလေးတွေကဘယ်သူမှမသိတဲ့တောရွာလေးတွေကဂျပန်မလေးတွေဗာလေးရှင်းလို့လေယူမှာပေါ့ဆရာရဲ့တိုကျိုမြို့လိုနေရာမျိုးကဂျပန်မတွေကဗမာတွေကိုအယောက်တသိန်းကြိုက်ရင်ဘယ်တော့မှတယောက်ယူဖို့ခက်တယ်ဆရာကျွန်တော်လူမျိုးကိုသူတို့မသုံးဆရာမယူပါဘူးကျွန်တော်တို့အောက်တန်းစားပဲဖြစ်နေဆရာတို့ခိုင်းမှာပေါ့ကျွန်တော်တို့ ਨੇ ယူဖို့ချစ်လို့လက်ထပ်ဖို့မရှိပါဘူးကျွန်တော်တို့အောက်တန်းကြတယ်နောက်ကြတယ်ဒီလူတွေကအလကားလို့ဒီတိုင်းဖြစ်နေဆရာတောက်ကျွန်တော်နာပါတယ်တဲ့ကျွန်တော်ဘဲကိုသွားဒီဝေဒနာဒီစိတ်ကဗမာတိုင်းရှိတယ်ခင်ဗျားတို့ ਨੇ ကတ်နေတာထိုင်းမှာလားအိုင်းမှာသားတွေထိုင်းတော့သိတယ်နော်တို့ ਨੇ ထိုင်း ਨੇ ကတ်နေတာလေသမီးတို့ဗမာတွေအသွားဆုံးလေစာပေဟောပြောပဲသူသွားတယ်လေနေဝင်းကြီးမောင်သားချိုသွားတယ်လေလေမော်တက်တယ်လေဖိတ်တာဘန်ကောက်ကလေဘန်ကောက်ကဖိတ်တာလေလာဟောပါအာသာနီလေးသွားတယ်အာသာနီလေးဘာလို့လောက်တာလို့အာသာနီလေးတရိယာလို့အေးသွားကြမယ်ဘယ်ချိန်လို့မှတော့ညက်ပဲလုံမယ်ဆရာကြီးဘာဖြစ်လို့လောက်တာလို့နေ့ကင်းမဲ့လုံရင်လုံလို့မရဘူးအလုံမပိတ်လို့အေးပေါ်ထိုင်းနိုင်ငံမှာအာသာနီလေးမပိတ်ဘူးလေဘာကြောင့်လဲသူ့နိုင်ငံထဲမှာမဆိုင်တာဘလို့ဆန်းပြည်လာသူတို့လည်းမဆိုင်ဘူးလေထိုင်းနိုင်ငံမှာအာသာနီလေးပဲဘလို့ပိတ်မှာတော့ညက်ပဲလုံမယ်ဘုန်းကြီးကျောင်းမှာသွားကြတာပဲကျွန်တော်တို့မောင်သားချို့တို့ဆိုင်သွားကြတာပဲလေမော်တက်တာပဲကျွန်တော်တို့ညက်ပဲမိတဲ့ချိန်လင်းလက်စစ်ပြီးကောင်းတယ်လေဘုန်းကြီးကျောင်းကြီးအောင်6ခရားညစ်ပေးမမလူငယ်တွေလာကြပြီဘောင်းမီအနွမ်းလေးတွေနဲ့ဘောင်းမီလေးတွေကြည့်ရင်ဂျင်းဘောင်းမီလေးတွေအလွန်ဆုံးတန်လှရင်1000ပေါ့သားတို့တပည့်တို့မမတွေဝတ်တဲ့ဂျင်းဘောင်းမီအလွန်ဆုံးတန်လှ1000ပေါ့အစ်စ်ကိုမဝတ်နိုင်ဘူးလေအစ်စ်ကအဟောင်းအောင်10သိန်းကျော်တယ်လေအီတလီဂျွိုင်းကျေဆိုးမလားအရန်ကောင်းလိုက်ဘောက်ဘီတွေ350ကျော်တယ်လေဘယ်ဝင်နိုင်မှာလို့ဖဏလေးတွေကြည့်တော့တရုတ်ဖဏကလေးရှုဖဏကလေးတန်လှရင်ဗမာငွေ6000ခွဲ9000ပေါ့ဒီကောင်တကယ်ဒေါက်တာမာတင်2သိန်းခွဲကျော်တယ်မသိနိုင်ဘူးတီချက်ကလေးတွေနွမ်းလေးတွေနဲ့ဘောပင်လေးတွေကြည့်တော့မောင်သားရှုပ်ကဲနဲ့ဘောပင်မျိုးခက်ဆုပ်ဆုပ်250 300 400ဒါလေးတွေနဲ့အလန့်ချတယ်တချင်းဖွင့်တယ်အလေးပြူတယ်ဘာနိုင်ငံနဲ့အလေးပြူတိတ်ဆိတ်သွားတယ်နော်ရှိုက်တန်တစ်ချက်ကြားတယ်တိုက်စား3ယောက်တိုက်ပုံမဲနေနဲ့
ကြာဆုံးနေပြီးတော့ဘုံဆန်းတဲ့ကွာအာဇာနည်ကောင်းဆောင်များဘာညာလေးပြုတချင်းဖွင့်နေတို့အားလုံးတည့်တချင်းတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေတို့ပြေတို့မြေမြလူခတ်သိမ်းငိမ့်ညံစေဖို့ခွင့်တူညီညဝါရဖြူစင်တဲ့ပြေတို့ပြေတို့မြေပြည်တော်စုအမွေအမြဲတည်တံ့စေဒိဋ္ဌံပြုမလဲထိမ့်သိမ်းစို့လေကဘာမကြီးဟာအလုံးတိတ်ဆိတ်9မိနစ်ငြိမ်နေတဲ့အချိန်မှာငိုတန်လေးကြားတော့လှက်ကြည့်တော့အဲ့ဒီထိုင်းနိုင်ငံဘုန်းကြီးကျောင်းနာမည်မှတ်မိတဲ့ဝတ်တလုံးကျောင်းနေဝတ်ထိုင်းဘာသာဝတ်ကဘုန်းကြီးကျောင်းနော်ဝတ်ဆိုဘုန်းကြီးကျောင်းပဲလေ monastery ဟာငိုးနေတော့မှကျွန်တော်တို့ကပွဲပြီးတော့မှစာပေဟောပြောဝဲစင်ရဲ့ဒီနောက်နားမှာထိုင်ရင်းနဲ့မမလူငယ်လေးမေးရတာမင်းတို့ဘာလို့ငိုတာတော့ကျွန်တော်ကလူငယ်လေးနဲ့ခင်တယ်တားတို့ဘာလို့ငိုတာတော့ကွာလို့တားတို့ဆရာတို့စိုင်းဆရာတွေလာတော့အားရှိတယ်ရေးကြည့်တယ်နော်ပြဿနာဖြစ်ရင်ကျွန်တော်ဝိုင်းချမသူသိပြီးသားကျွန်တော်စာနဲ့ပြင်နဲ့ချမှာလေအင်္ဂလိပ်လိုရေးမယ်ချမယ်ထိုင်းဆိုတော့ဆဲမယ်ကျွန်တော်တို့ကဆရာတို့လာတော့ကျွန်တော်တို့အားရှိတယ်ပြီးတော့အဲ့တချင်းတွေကြားတော့ကျွန်တော်တို့ကိုယ့်ဘဝကိုကြေကွဲတယ်ဆရာရဲ့အားလုံးသားတို့ထိုင်းနိုင်ငံမှာဗမာတွေအလုပ်လုပ်ကြတာလေဗကံများလေးတွေချတာအတုတ်ချတယ်လေဒါပဲသားတို့ငါဖမ်းတယ်ထိုင်းဆက်လေးတွေမှာလူ35ယောက်ဗမာ33ယောက်နှစ်ယောက်ကထိုင်းဆက်မောင်းတာထိုင်းတပိတ်ချက်တယ်အားလုံးဗမာတွေပဲဟာငါဖမ်းမယ်ညို့လေကောင်မှာအတုတ်ပကံလေးတွေလာချမယ်မတော့ပါဘူးပကံလာချတာပြီးရင်တိုက်ငရင်တွေမှာတိုးတိတွဲလောင်းနဲ့ကျိုးတန်းလန်းနဲ့ခါမှချီရတာပြုတ်ကြိုင်သေးမှကြောက်လို့လက်ထဲမှာတန်လျက်နဲ့အုံလီခဲနဲ့မိလက်မြင်နဲ့ပယံကတ်မယ်ဒီအလုတ်3လုတ်ကလွဲရင်ဗမာတွေမလုတ်ကြဘူးဗမာပဲခိုင်းတာထိုင်းနိုင်ငံသားတွေကကျွန်တော်လည်းခင်တော့စိတ်ခေါ်တယ်ဆရာဦးတာချိုဘန်ကောက်မြို့လေကောင်မှာတိုက်နိုင်ငံမှာကျိုးတွဲလန်းကြပြီးတော့မှအုံလီခဲကိုတန်လျက်နဲ့မိလက်နဲ့တုပ်ပြီးကတ်တဲ့ထဲမှာညီလို့စိတ်ခေါ်မယ်အယွာသားတွေထိုင်းနိုင်ငံသားပါရင်တတ်ကြီးတယ်ကဲခင်ဗျားတို့ဗမာတွေစာပေဟောပြောပဲသွားတဲ့ကောင်းနေအဲ့ဒါမင်းတို့နိုင်ငံကောင်းနေအကုန်လုံးနဲ့ထိုင်မလို့ဘူးကျွန်တော်တို့စိတ်ကောင်းနိုင်ပါမလားအိုင်းမာကမိဘပြည်သူတွေနဲ့တပည့်တို့သားတို့ကျောင်းသူကျောင်းသားတွေပညာတော်ရမယ်နော်တို့ညံ့လို့ခတ်ရတာတို့စိတ်ကောင်းနိုင်မှာလားသားတွေပေါ်မှာအလုပ်ငန်းဝင်ကိုသွားရင်ထိုင်းနိုင်ငံသားတွေကထိုင်ကုန်နဲ့အမိုးနဲ့မပိုင်မသွားဘူးတို့လိုအုံဒီကဲတင်တဲ့မြေကြီးတင်တဲ့ကားမျိုးနဲ့ငုတ်တို့လေးထိုင်ပြလိုက်တာခင်ဗျားဗမာတွေကသိတာပဲဟာနှိမ်ခံလိုက်ရတာဘာကြောင့်လဲပြန်စဉ်းစားကြည့်တော့ပတ်စံလေးလိုချင်တယ်ထိုင်းနိုင်ငံမှာတရားလို့ရှိရင်ဘတ်300ရတယ်အခုထိုင်းအစိုးရအစ်တက်လာတော့ဘရင်သားတော်တက်လာတယ်မှလားမနေ့ကထိုင်းဘရင်ကြီးသေးတယ်မှလားအလောင်းအတုပချပြီးဘာလို့လဲဘူးမီဘောဟုတ်တယ်မလားတပည့်တို့ဟဲ့ဆယ်တန်းကျောင်းသူလေးတွေမနေ့ကထိုင်းဘရင်ကြီးသေးလို့အလောင်းကိုမနေ့ကတကြိုလိုက်ပြီလေဘာလို့လဲဘူမီဘောလေအခုတက်တာသူ့သားမှတ်လားဗမာတွေလက်ကတိုးပေးတယ်တရက်ဘယ်လောက်လဲဘတ်340ဒါတို့အိမ်ကြမြောက်ကြည့်တပတ်ကို40လောက်တန်တယ်ဗမာတွေအတုတ်ပကံချတာတရက်ကိုလိုက်ချနေတာ2000လောက်ရတယ်ကဲဒီမှာမလွယ်ဘူးလေအဲ့မှမလွယ်ဘူးညောက်ကလာမှမလွယ်ဘူးပတ်သိမ်းမှမလွယ်ဘူးမန္တလေးမလွယ်ဘူးနော်ကိုတို့မလွယ်ဘူးနော်ပခောက်ကူလည်းမလွယ်ဘူးဆိုတော့ကျွန်တော်တို့သွားတယ်တို့တော်လဲတယ်ဗမာလူငယ်တွေကိုမေးကြည့်ညီလေးတို့ပျော်လားလို့မေးကြည့်ဘာပြောလို့ထင်လဲကျွန်တော်ထိုင်းကိုကျွန်တော်အချိန်ပေါင်းတော့သွားနေတာအခုတော့ကျွန်တော်စိတ်မဆိုးနဲ့တော့ကျွန်တော်ပြောနေတာဟဲ့ဘယ်လိုအဆင်ပြေလားဆရာကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့ဗမာနိုင်ငံမှာကျွန်တော်တို့ကြိုးခံရင်ခံရပါစေတရက်ကို9000လောက်ရအောင်ဆရာတို့မရှာပေးနိုင်ဘူးလားမင်းလည်းမျိုးကိုကဲဆရာတို့ဗမာနိုင်ငံမှာကျွန်တော်တို့သားတို့အလုပ်လုပ်မယ်ဗမာငွေ9000လောက်ရမယ်အလုပ်မရှိဘူးလားဘာဖြစ်လို့လဲဆရာပြန်လာခြင်းနဲ့ဆရာတော့2000မလို့ကြည့်ဘူးဒီပါတယ်ဘာလို့လဲကျွန်တော်တို့အရန်နှိမ်ခံရတယ်လူချင်းဝင်တိုက်တာတော့မှကျွန်တော်တို့ကရှ िख ိုးနေရတဲ့ဘဝဆရာရဲ့ကျွန်တော်တို့နွမ်းပါတယ်ပေါ့ဆင်းရဲတယ်ဆိုပြီးတော့ဈေးတောင်မှာလမ်းလျှောက်ရင်းနဲ့ထိုင်းနဲ့ကျွန်တော်တို့နဲ့ဝင်တိုက်တယ်ဒိန်းကျွန်တော်ကယောက်ျားလေးစိတ်လူငယ်စိတ်ပြန်ပြောတာပေါ့ပြန်မချဘူးလားလို့ဟာဆရာမချဘူးကျွန်တော်တို့ကတိုက်ပြီးတော့လဲသွားရင်ပြန်ထပြီးကျွန်တော်တို့သူတို့ကိုရှ िख ိုးတယ်လက်ဥချီတယ်အဲ့မှသားတွေကျွန်တော်ဘယ်လုပ်ကြမလဲကျွန်တော်တို့လာတယ်ဆရာတယ်လမ်းမှာလျှောက်လာတယ်ခြေထောက်ကိုဖြတ်ထိုးတယ်တဲ့ချော်လဲအောင်လဲတယ်ပြန်ထလာတယ်ကျွန်တော်တို့ကမင်းတို့ကရံပြန်ရှာရင်ဘာလို့မှကြောက်လို့လဲကျွန်တော်မေးကြည့်တော့ကျွန်တော်တို့ကသူတို့ကိုပြန်ပြီးတော့ရန်နေပါလေပြန်ရှာရင်တခွန်းနဲ့ပဲပြောတယ်9ရက်အတွင်းလာတတ်မယ်လို့အောင်ပြေး
ဆရာတကယ်လာတာကျွန်တော်တို့အဲ့လိုကြေးပြီးဆိုရင်တော့ကျွန်တော်တို့ညဘက်တကောင်တော့ထပြီးတော့မှမီးလေးဖွင့်အဝတ်စားလေးတွေခောက်ခြေထောင်လေးတွေဖြုတ်တစ်တာလေးတွေကိုထည့်ကားလေးတစ်စီးငှားဘယ်သူမှမသိခင်မှာဘယ်သူမှမသိနဲ့ရွာတရွာကိုပြေးပြီးတော့ဒီရွာနေပြီးတော့မှ10မိုင်15မိုင်မိုင်30 40သွားပြီးအလုံးအသစ်ဆရာရှိနေချောင်းပြီးမရအောင်လာတတ်တယ်ဆရာအမှုမပေါ်ဘူးဆရာသူများမြို့သူများရွာမှာစကားလည်းမပေါက်ဘူးဟိုလိုဒီလိုရုံချင်းသွားလိုက်တလကြာလိုက်ချင်းလိုက်ပြန်လာလိုက်နောက်6လကြာလိုက်2နှစ်3နှစ်ကြာသွားဆရာစိတ်ကပြက်သွားပြီလေဟိုလိုဒီလိုနဲ့နောက်တော့ပြက်သွားတယ်ဆရာရဲ့ဒါကြောင့်ကျွန်တော်တို့နောက်ကျောပေးဖို့မလုံခြုံဘူးကျွန်တော်တို့မလုံခြုံဘူးလေဒါကြောင့်ဖြစ်နိုင်ရင်တော့ဆရာတို့အဆက်အသွယ်ရှိရင်ဗမာနိုင်ငံထဲမှာလုပ်ငန်းကိုင်ငန်းကောင်းလို့သားတို့တရက်ကို9000ပဲပြပါဆရာရဲ့သားတို့အကုန်လုံးလာမဲ့လူတွေအများကြီးပါပဲအပြန်ပဲဆိုတော့ကျွန်တော်တို့အားလုံးစိတ်မကောင်းဖြစ်ကြရတယ်တချင်းနေရအတိုင်းပဲကျွန်တော်တို့ငွေလေးရလို့သွားနေတာပျော်တာကဒီမှာဟိုမှာမပျော်ဘူးပျော်ရမှာမနေတော်ရမှာနေရမယ်လို့ဒီတချင်းနေအတိုင်းပဲဆိုရိုးစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုလေရောက်နေပြီမဲ့တော့ကအဖိုးလေးများကိုတနည်းတည်းမှမမေ့နိုင်ပါစင်ထားပါတော့ကြာပါကြောက်လို့တချင်းနေကအတိုင်းပဲသူတို့သိမပျော်လှဘူးသို့တော့ဝင်ငွေလေးကောင်းတဲ့အတွက်သွားကြတယ်သို့တော့ကျွန်တော်တို့အနှီးခံတယ်အဲ့တော့ကျွန်တော်ကပြောချင်တာတော့တခွန်းနဲ့ခင်ဗျားတို့ပြောမယ်ဘာဖြစ်လို့တို့ကိုနှိမ်တာတော့ထိုင်းကတို့ကိုဘာလို့စော်ကားတော့ကိုရီးယားကတို့ကိုဘာကြောင့်ဒါမျိုးလုပ်နေရတော့၆ခတ်ပြီးတော့မလေးကတို့ဘာလို့စော်ကားတာတော့ဂျပန်ကတို့ဘာလို့ဗကန်စစ်ခိုင်းတာတော့ဟိုစဉ်းစားကြည့်ကဲသူများနိုင်ငံသားတွေကိုလှုပ်ရဲသလားအမေရိကန်ကိုလှုပ်ရဲလားထိုင်းကိုလှုပ်ရဲသလားဂျပန်ကိုလှုပ်ရဲသလားအော်စီကိုလှုပ်ရဲသလားတရုတ်ကိုလှုပ်ရဲသလားဒါကြောင့်ပြောနေတာမလို့ရေဘာကြောင့်လဲဆိုတော့ဗမာနိုင်ငံတနိုင်ငံနဲ့ကွက်လုတာအထင်သေးတယ်ဘာကြောင့်လဲဒီကောင်တွေစာကောင်းကောင်းမတတ်ဘူးဒီကောင်တွေစာကောင်းကောင်းမဖတ်ဘူးပညာကောင်းကောင်းမရှိဘူးနှလပိန်းတုံးတွေဒီလိုနီးနဲ့လုတ်တဲ့အတွက်ကျွန်တော်တို့လူမျိုးကကဘာအရက်ရက်မှာလေစိတ်ထဲကိုဝင်သွားရင်ကျွန်တော်တခုပြောလိုက်မယ်နော်သူများနိုင်ငံကိုဝင်သွားရင်စာအုပ်တွေဘာတွေမပြဘဲနဲ့ဝင်လို့ရတဲ့နိုင်ငံတွေရှိတယ်နော်ဗမာနိုင်ငံလည်းရတော့ရတယ်ခု2နိုင်ငံ3နိုင်ငံပေါ့ထိုင်းကိုသွားရင်သိမပြတော့ဘူးကျွန်တော်တို့ဟုတ်လားကျွန်တော်ကမ္ဘောဒီးယားသွားရင်မပြဘူးဟုတ်တယ်မလားအခုမှ၄၅နိုင်ငံဂျပန်နိုင်ငံသားတွေကမ္ဘာကိုသွားရင်199နိုင်ငံဘာပြကြမလို့ကျွန်တော်ဆိုလာခဲ့ပြီဂျပန်ဆိုလာခဲ့199နိုင်ငံဂျပန်နိုင်ငံသားဆိုရင်မပြနိုင်ဝင်တော့ယုံနေစိတ်ချတယ်လူကောင်းတွေစာတော်တယ်ဟာစင်ကာပူနိုင်ငံသားတွေ198နိုင်ငံစောက်ဖက်ကြီးကိုကျွန်တော်တို့ကြတော့ဖြစ်ရတဲ့အကြောင်းရင်းဟာလူမျိုးကိုသူတို့နည်းနည်းအထင်သေးနေတယ်ဒါပြောချင်တာဒီနိုင်ငံကကောင်တွေဒါမရှိဘူးစမဖက်ဘူးစမတက်ဘူးပညာမရှိဘူးဒီကောင်တွေကတာမန်ကောင်တွေဒီကောင်တွေကိုဖိထားနှိမ်ထားဆိုဒီလိုဟာတွေကိုသိလာတဲ့အခါကျတော့အပြင်ရောက်တဲ့လူငယ်လေးတွေကကျွန်တော်တို့နိုင်ငံကိုတိုးတက်စေချင်တာပေါ့ကိုယ့်ရဲ့ဌာနေသားတွေကိုတိုးတက်စေချင်မှာပေါ့စာဖတ်ကြလင်းစာဖတ်ကြဂျာနယ်ဖတ်ကြဝတ္ထုတွေဖတ်ကြကြပြားတွေဖတ်ကြဆောင်းပါးတွေဖတ်ကြတောက်သူပြောနေတာစာပေဘဝတုတ္တမရှိရင်လူကဘလောက်ပဲဖြစ်နေနှင်မွန်းသွားမယ်ဆိုတာသိလို့ဒါလောက်တာတခုပဲကျွန်တော်ပြောမယ်နော်တပည့်လို့တယ်လီဖုန်းတွေမိုလိုပေါအောင်ပေါ်နေရတော့တယ်လီဖုန်းတွေမိုလိုပေါအောင်ပေါ်နေရတော့မောင်တာချိုတို့ပေါ်ကားစားက340 50တန်းတဲ့ဖုန်းတွေအခု1500ပေးရင်ဆင်းကပ်ရပြီဟုတ်တယ်မလားဟိုတင့်တော်တဲ့ဖုန်းကိုနဲ့ထိုးထည့်လိုက်ုံပဲပြောလို့ရပြီထိုင်းနိုင်ငံတစ်ခေါက်ရောက်တုန်းကကျွန်တော်မေးတယ်ဗမာနိုင်ငံသားတွေကိုထိုင်းရဲတွေကဖမ်းပြီးပတ်စံတောင်းတယ်ထိုင်းရဲကစောင့်နေတာကြည့်နေတာဒါဗမာလားဒါပါလားသိတယ်တော့ကောင်လေးမပြောဘူးနော်ဘာစက်နဲ့မပြောပဲသိတယ်နော်ဒါဗမာစောက်ရုပ်လားဘာရုပ်လဲထိုင်းရုပ်လားမလေးရှားရုပ်လားဘယ်ကောင်လဲသိတယ်သူကကြည့်နေဗမာတို့ထင်တဲ့ကောင်ဆိုတားပြီပိရက်ပေးကပ်ပြ ID ကပ်ခေါ်တာပါ identity card please give me your identity card မိကပ်ပြငါ့ကိုပြ please give me ကျွန်တော်တို့မှတ်မလို့မခေါ်ဘူး ID လို့ခေါ်တယ် ID identity card ကိုပေးမပပေးပတ်စံပေးဗမာတွေဝင်ပြင်းလို့ရှိတယ်ကျွန်တော်နိုင်ငံတိုင်းပဲခက်စစ်တယ်သူကဗမာနိုင်ငံကဲ့သူပဲသူကထိုင်းမှာအလွတ်လွတ်တဲ့ဗမာတယောက်တနေ့ကို3000လောက်ရရင်သူကထိုင်းရ1000လောက်တောင်းတယ်သူကပိုတော့မပို့ဘူးသူကစီကံတော့ရှိတယ်သူကအများကြီးမတောင်းဘူး3ချက်ရရင်တစ်ချက်ပေးဆိုတော့ပေါ့ဒါမျိုး30ရရင်10ပေးတောင်းတယ်ကျွန်တော်ကမေးတယ်မပေးနဲ့ပေါ့ကွာလို့ဟာဆရာလည်းမပေးရင်လာဖမ်းမှာပေါ့ကျွန်တော်အိမ်ကြီးမှတ်ထားတာဆရာလည်းမပေးလို့ပေးလို့လွတ်ထားတာဆရာမပေးရင်လာဖမ်းမှာပေါ့ဆရာဆိုတော့ဟဲ့ငါပြောမယ်လို့ညွန့်လေကောင်မှာဘန်ကောက်တွေဘာဒီမှာသွားနေတော့ရဲတွေကစတင်တယ်ထိုင်းရဲတွေမိုက်လိုက်တယ်နော်ဒီဗမာကိုချောင်းတယ်ကောင်တွေကအခြေပဲတွေကောင်ဒီနိုင်ငံအခြေပဲမလေးရှားကိုမဖမ်းနဲ့ဂျပန်ကိုမထိနဲ့တော့ကျွန်တော်သိတယ်စင်ကာပူမလုပ်နဲ့ဗမာချတော့ကျွန်တော်အခြေပဲကျွန်တော်တို့ကကြည့်နေကြတယ်လှမ်းတာပြီးဖမ်းတော့ကျွန်တော်ကမေးတယ်
ဗမာကိုမင်းရွေးပြီးတော့ဖမ်းတာဘယ်လိုလုပ်ဗမာမှန်းသိတာတော့ထိုင်းလဲသပင်အမဲသူ့လဲအမဲထိုင်းလဲငါးပေလေးလက်မပဲငါတို့ရတပုပဲတကယ်တော့သူ့လဲတပုပဲကိုလည်းပုပဲထိုင်းလဲအသားညိုညိုတို့လဲအသားညိုညိုထိုင်းလဲညခုံးမွေးမဲမဲနှခမ်းထူထူနှခေါင်းလုံးလုံးတို့လဲတာမျိုးပဲမျက်နှာဝိုင်းဝိုင်းအသားညိုညိုလေးနဲ့ကဲရုပ်ချင်းမကွာဘူးသူလဲပေါင်းမိနေကိုလည်းပေါင်းမိနေသူလဲတစ်ချက်နဲ့ကဲရုပ်ချင်းပါကွာလဲကဲဘာကွာလို့လဲကဲအဲ့ဒါကိုကြည့်လိုက်တာနဲ့ဗမာမှန်းသိတယ်ဆိုတော့ကျွန်တော်မေးတယ်ဘယ်လိုလုပ်သိတာတော့မလို့လွယ်လွယ်လေးဆရာစိတ်မဆိုးနဲ့တစ်ချက်တည်းပြောမယ်တယ်လီဖုန်းကိန်းတာကြည့်ရင်သိတယ်တဲ့ကဲအရှစ်တောင်အာရှမှာစင်ကာပူရောမလေးရှားရောထိုင်းရောအင်ဒိုနီးရှားရောဘာရောဖိလစ်ပိုင်ရောဘာရောကိုထားလိုက်ပါနာမည်လေးကလာအိုရောဘာရောပေါ့အဲ့ဒီလူမျိုးတွေထဲမှာဆရာတဲ့နိုင်ငံ12ခုထဲမှာဗမာလူမျိုးတစ်ခုထူးခြားတာကတော့အရင်မရအဖက်မရတယ်လီဖုန်းကိုပညာသင်ဖို့မကြိုးစားဘဲနဲ့အရင်မရအဖက်မရပွတ်နေတာဆရာနိုင်ငံမရှိတယ်တဲ့လမ်းကြည့်လိုက်ဆရာတို့တဲ့ယောက်ျားမိန်းမနောက်ဆုံးကိုရင်ဦးစင်းအစဘာလုပ်နေလဲချာလေကတိညိုးမှာတမပင်အောင်မှာအဲ့ဒါကြည့်လိုက်တာနဲ့ဒီနေ့ကောင်းနေဗမာနိုင်ငံကပဲဆိုသိရကဘာကြီးကဘာလုပ်နေတာတော့ကဘာကြီးကတယ်လီဖုန်းဆိုတာဘာလဲရွှေတော့ကဘာကြီးကတယ်လီဖုန်းဆိုတာဘာလဲရွှေတော့ဂိုရင်ကီဘယ်အောင်ဖွင့်မဲ့တော့လေရွှေတကားကြီးကိုဖွင့်မဲ့တော့တကဘာလုံးကလူတွေကတယ်လီဖုန်းနဲ့စာသင်နေတာတယ်လီဖုန်းကိုသုံးတက်ရှင်ရန်ကုန်တော့သွားကြမလို့ဘူးမန္တလေးတောင်သွားကြမလို့ဘူးဟုတ်တယ်မလားဘယ်မှသွားကြမလို့ဘူးကိုယ့်အိမ်မှာကိုနေရင်တန်းလန်းနဲ့မီးရှိမရှိအားလေးသွင်းပြီးထားရင်တမပင်လေးရောက်ထိုင်ပြီးတော့ကျွဲကြောင်နွားကြောင်ရင်စိတ်ကလေးပါလေးကြောင်ရင်နဲ့ခင်ဗျားတို့ဘဏ္ဍဘာသာသင်ကျင်တယ်လေဘာလို့သင်ကျင်တာလဲအင်္ဂလိပ်စာကိုသင်ကျင်တာလားဘာလို့ကိုရီးယားစာသင်ကျင်တာလားဟုတ်ကျွန်တော်ပြောစိတ်ကူးပေါ်လာလို့ ਨੇ တွေ့ကြုံဖွင့်ပြခြင်းလို့ကိုရီးယားစာသင်ကျင်တာလားအင်္ဂလိပ်စာသင်ကျင်တာလားဘာစာကိုသင်ကျင်တာလဲမောင်သားချိုဖွင့်လာတွေ့လားကိုရန်ဆယ်တန်းလေးဒီလိုပါတယ်နော်ကိုရန်ဆယ်တန်းလေးဒီကျွန်တော် speak English ဖွင့်ထားတယ်တပြားမှပေးစရာမလိုဘူး1 2 3 4အစကျွန်တော်လေ့ကျင့်လို့ရတယ်အတန်းမှန်ရလားနံပါတ်တွေနှိမ့်မယ်နော်တုံညပေါ်နေတယ်0ပေါ်နေတယ်အလဲကိုနှိမ့်ရင်အတန်းထွက်တယ်ဘေးကိုနှိမ့်ရင်1ကိုပြောင်းသွားမယ်မိုက်ကအရန်ကောင်းနေတယ်ကျွန်တော်တစ်ချက်နှိမ့်ကြည့်လိုက်မယ်အတန်းမြည်ရလားလို့0ဥတာချိုရန်ကုန်တက္ကသိုလ်မှာပါမောက္ခလုပ်ခဲ့ဘူးတယ်ပညာတွေအများကြီးတက်တယ်လို့ကိုနည်းနည်းထင်တယ်သို့တော်မရှက်ဘူးလက်ကျင်တယ်ဒါပြောနေတာကိုအထင်မရှိဘူးရွာမှာတက်ခဲ့တာ3ညကိုကျွန်တော်ပြေးရလား0ကျွန်တော်မသေးကြဘူးဒီပါဇက်မသေးကြဘူးဖုံးနဲ့လက်ကျင်တယ်တမိတို့သားတို့3ညလी1ငါပြေးရလားဒီဘက်ကိုနှိမ့်1ပေါ်မှာပေါ့1 2 3 4 5 6 7 8အိုင်မသားတွေထိုင်ရမေးပြီနော်တကဘာလုံးကလူငယ်တွေလက်ထဲကဖုံးနဲ့စာတင်နေတယ်မင်းတို့တင်ကြလားကိုပြရမယ်မင်းတို့ပေါက်တက်ကရလုံနိုင်မလားမင်းတို့တွေကြောက်စရာကြီးနော်ဘယ်နှဘာသာတင်နေတယ်လဲထားပါတော့ဒါဝန်လူသိထားတော့နှုတ်ဆက်တာလေးပါလေးနဲ့လုံးလိုက်မယ်ထားပါတော့ထားကျွန်တော်နည်းနည်းလေးပြကြည့်လို့စလုံးတစ်လုံးချင်းဟာစာသိလို့ရတယ် THRE မောင်တာချိုးလို့ငယ်ငယ်ဆရာမတွေရွာဆရာမတွေတင်တာမပီဘူး THRE ဒဲရတောတိုင်းကြီးနဲ့ဒဲရဆိုတော့ကျွန်တော်ရည်စရာကြီးရန်ကုန်ရောက်တော့မှကျွန်တော်တို့ဝိုင်းထားတာကျွန်တော်နိုင်ငံသားသွားတယ်နော်ကိုဆိုးတယ်နော်အော်ဒီသွားတယ်ကျွန်တော်ရည်နေတယ်တောပစက်တွေနဲ့နိုင်ငံသားမှာခက်ပြီးအမေရိကန်မှာစောက်ရှက်ပဲကျွန်တော်တို့ရှက်လိုက်ကြဗျာအော်ဒီမှာစင်ကာပူမှာကျွန်တော်လူမသုံးဘူးနော်ဒါကြောင့်ဒီကောင်တွေကျွန်တော်စော်ကားနေတာဒါကြောင့်တို့နိုင်ငံကိုတို့စော်ကားနေတယ်ကောင်တွေတောမှာငယ်တယ်တရှိအကြီးဒဲရဒါလေးတွေပေါ်လာတော့မှနှိပ်တော့မှဒဲဘာတန်လဲကွာအင်္ဂလန်နိုင်ငံအတန်ပတ်စံမလို့ပေးရလဲဗျတပြားမှမပေးရအင်တာနက်ဖွင့်လာသလား no ဒီတိုင်းသုံးနေတာဘယ်ကမှခွန်ဆောင်ကြမလို့တယောက်သေးအမေနဲ့စိတ်ကောက်အဖေနဲ့စိတ်ကောက်
စိတ်ကြောင်းကြောင်းနွားကြောင်းကြောင်းအာလူတူတူညီပဲနှုတ်နှုတ်နန်းဆိုင်ဆိုင်နွားကြောင်းကြောင်းကျွဲကြောင်းကြောင်းစိတ်ကြောင်းကြောင်းငါတို့ဘဝဒါလေးနဲ့ပြောင်းလဲအောင်လုပ်လို့ရတယ်ထိုင်ရလူတွေပြောတာမှန်လိုက်တာရွှေတော့ကြီးရွှေကားကိုဖွင့်ဖို့မင်းတင်ကျင်သလားမိမရှိဘူးလားအဲ့မှာသာတစ်ပင်အောက်မှာထိုင်ပြီးဘယ်တကယ်ကြီးမှတောက်မဆိုင်နဲ့ကိုယ့်ဘက်ကိုလုံနေလို့ရတဲ့ဟာကြီးပြောင်းလဲတာကဘာကြီးကြာခဲ့ပေါ့နောက်တစ်လုံးကြောင့်ထိလိုက်ပြီနောက်တစ်လုံးဘာပေါ်လာလဲဒီရှုပ်ရေးဒီ thought နှိပ်ကြည့်လိုက်အောင် thought, THOUGD thought အတွေးခေါ်နောက်တစ်လုံးပြောင်းထိလိုက်ဦးမယ်နောက်တစ်လုံး thanks, THANKS thanks ကျေးဇူးတင်ပါတယ် thanks ဆရာမတော့မလို့ဘူးနော်အပေဆုံးကတ်လက်ကျင်လို့ရတယ်ဟာဆရာတလုံးကြီးနေကြားတယ်ဆရာဦးသာချူရဲ့ကျွန်တော်တို့ကျွမ်းလာပြီဆရာရဲ့စပီကင်လေးတွေနည်းနည်းအင်္ဂလိပ်နဲ့တွေ့တဲ့ခါစကားပြောဖို့လေးနည်းနည်းခက်တာလေးသွားသမှာဆရာရဲ့လာပါကဲဘာလေးလဲ small talk ပေါ့ small talk အတူလေးပြောကြအောင်အတူလေးတွေပေါ်လာတာပဲလေအယုတ်လေးတွေနဲ့ခဏနှိပ်ပြီးတော့အခောက်တရားလေးကျင်လို့ရတယ်တလုံးနှိပ်ကြည့် Good afternoon. It's a pleasure to meet you. My name is John Smith. ကောင်းလိုက်တာ good afternoon ကောင်းသောနေ့လည်ခင်းပါခင်ဗျကောင်းသောနေ့လည်ခင်းပါခင်ဗျ it's pleasure ကောင်းတယ် to meet တွေ့ရတာ you it's pleasure to meet you ခင်ဗျနဲ့တွေ့ရတာဝမ်းသာလိုက်တာဗျာတဲ့ my name is နေဝင်းကြီးငါတို့နေမိမယ်တဲ့ဟာကောင်းလိုက်မပေးဘူးလားနောက်တစ်ခေါက်လေးကြည့်မယ်နောက်တစ်ခေါက်ဖြန်တာတော့ Good afternoon. It's a pleasure to meet you. My name is John Smith. နောက်ကြော Good morning, gentlemen. Is that seat free? ကောင်းလိုက်တာ good morning gentlemen ကောင်းသောနေ့လည်ခင်းမှာလူကြီးနေခင်ဗျရတယ် is that seat free ဒီခုံအားလာလေထိုင်နေလို့ is that seat အစစ်ဒီထိုင်ကို free ဒီခုံအားလာအဲ့တို့ထိုင်မယ်အဲ့မှာသားတွေဖုန်းထဲမှာအကုန်လုံးကူးထည့်ထားလို့ရတယ်တမီးတို့တယ်လီဖုန်းတွေကိုအိမ်ကြရင်လေမပြောလိုက်ဘူးမင်းညီတို့အိမ်ကြရင်ဖုန်းလေးတွေဖွင့်လိုက်ပါလားအင်တာနက်ကိုဖွင့်ပါလား Google ကိုဖွင့်လိုက်ပါလားညီတို့ဖုန်းတွေထဲမှာဘာသာပေါင်း100ကျော်ပါတာသင်မလားကိုရီးယားသင်မလားကိုရီးယားကိုဖွင့်လိုက်သင်ပေးနေတာ Google ကိုဖွင့်လိုက်ဟုတ်တယ်နော်ပြီးဘာရိုက်လဲ Google Translate English to Korea ရိုက်လိုက် FATH ကဖားသားလို့ရိုက်လိုက်အောက်ကကိုရီးယားအပေါက်ပေါ်လာတယ်နှိပ်လိုက်အဘောကြီးအမေကိုရိုက်လိုက် MOD ရှိကမာသားအောက်ကကိုရီးယားဘက်မှာစလုံးလေးပေါ်လာမယ်နှိပ်လိုက်အမောနီပေါ်လာပြီကလထိုင်ရိုက်လိုက်စေးချေရချဲကလထိုင်အောက်ကကိုရီးယားစလုံးလေးပေါ်လာနှိပ်လိုက်အဲ့ကြတစ်ပင်ရိုက်လိုက် TRE3 အောက်ကကိုရီးယားစလုံးပေါ်လာတယ်နာမှုအားတင်လို့ချစ်လာစွာသောအိုက်မစာပေချစ်သူများပညာတကားပွင့်ပြီလေလက်ထဲမှာလေရန်ကုန်မသွားနဲ့မန္တလေးမသွားနဲ့သင်္ကန်းတက်မနေနဲ့ညီတို့လက်ထဲကဖုံးနေတာရွှေတော့ကြီးဟာဒီမှာထိုင်တဲ့လူတွေဖုံးနေတယ်မှာကျွန်တော်ဖွင့်လိုက်လို့ကိုရီးယားစာတွေတက်လာရင်ခင်ဗျားတို့အသက်ခံမလားတကယ်ပြေးတာကျွန်တော်မသုံးပါဘူးမောင်တာချိုတို့ဘာမှနဲ့ငါးတွေမသုံးပါဘူးကျွန်တော်ကအစကျွန်တော်စောက်မျိုးတွေကအစဘာလုပ်နေလဲအရေးမပါတဲ့ဟာတွေဆယ်ဖီတွေရိုက်လိုက်အေးတောက်တာကအစဆယ်ဖီရိုက်နေပိုက်လုံးလေးနဲ့မဲအရေးမပါလားလုပ်နေသမီးတို့သားတို့အခုပြောလိုက်ဦးမြေဆရာဦးတာချိုသမီးတို့ကိုရီးယားမသိချင်ဘူးဂျာမန်သိချင်တယ်ဟေးဂျာမန်လည်းမပါဘူးလားပါတာပေါ့ Google Translate English to German TIGER တိုက်ကားကြားအဲ့လိုရိုက်လိုက်ဂျာမန်ကိုနှိပ်လိုက် TIGER တီကားအော်ကြားကိုအင်္ဂလိပ်ကတိုက်ကားခေါ်တယ်ဂျာမန်ကတီကားကျွန်တော်သိတယ်မောင်တာချိုတောတာဒါနဲ့တင်တာပိုက်နေကွာအိမ်သာရိုက်တယ် TOILET toilet အိမ်သာဂျာမန်ကိုနှိပ်တယ် toilet အော်အင်္ဂလိပ်ကဒီစလုံးပေါင်းကို toilet ထွက်တယ်ဂျာမန်ကကျတော့ toilet ထွက်တယ်ဟာငါပြင်သစ်ကိုစမ်းတယ်ကျွန်တော်စမ်းတယ်နော် MUSEUN museum ပြတိုက်ပြင်သစ်စာတွေပေါ်လာတယ်နှိပ်လိုက်တယ် museum အော်ပြတိုက်ကိုအင်္ဂလိပ်က museum ခေါ်ပြီးတော့ပြင်သစ်က museum ပါလားဟာကလားစာသင်ကျင်သလား Hindi ဂျပန်စာသင်ကျင်သလား Japanese တရုတ်စာသင်မှာလား Chinese စပိန်စာသင်မှာလား Spanish တဲ့လူတွေထိုးဆန်းလိုက်တာနော်လက်ထဲမှာရွှေတော့ရောက်နေတယ်မြန်မာနိုင်ငံသားတွေရွှေတော့နဲ့ရွှေတကားကိုမဖွင့်ပါဘူး
ဒါကြောင့်မို့လို့ပညာဉာဏ်နဲ့ပါပြီးနောက်ကျနေတယ်ဒါကြောင့်မို့လို့ကမ္ဘာနိုင်ငံတည်တည်ရကောင်တွေကထိုင်းနိုင်ငံသားတွေကစော်ကားလိုက်တာဗမာကိုဖမ်းကျင်လွယ်လွယ်လေးဖုံးကင်တာကြည့်ဖမ်းလိုက်တယ်ဒီကောင်လေးပောက်ရလို့နေအဲ့ကောင်ပဲတဲ့ပညာမရှာဘဲနဲ့ပောက်တက်ကြရတွေတွတ်နေတာအဲ့ကောင်ဖမ်းမအဲ့မှာရွာသားမခမရပထမဦးဆုံးကြီးစာပေဟောပြောပွဲဆိုတော့စာအကြောင်းပေအကြောင်းတော့နည်းနည်းပါးပါးနဲတယ်ကျွန်တော်ကကျမတို့နားစိမ့်မှကြောက်ကျွန်တော်ပြောချင်တာပါပြောချင်တာတော့ပြီးတဲ့ကောင်းနေတာပါလေကိုရထာနေကျွန်တော်တို့အားလုံးကိုရထာနေစွန့်ခွာပြီးသွားကြတယ်နိုင်ငံအသီးသီးပတ်စံရဖို့စားဖို့ဟုတ်ပြီပျော်လားဒါပြောခဲ့တာအရောက်တရားမှာ90သွားမကြည့်ပြန်လာခြင်းတဲ့လူတွေကြီးပဲဒါပြောချင်တာတချင်းတွေအတိုင်းပဲလေမေ့နိုင်ဘူးစင်ကိုဇာတိညီတော့ရဲ့ရွာဦးဘင်းမမေ့နိုင်ဘူးသူတို့လာခြင်းနဲ့သို့တော်ပါလေကိုမာကအဆင်ပြေတော့ပတ်စံလေးပါလေးရတော့လုံနေကြတယ်ဘာလို့ပြန်လာခြင်းလဲအချိုးနှိမ်ခံလို့အစော်ကားခံလို့မဟုတ်ဘူးလားဘာကြောင့်စော်ကားတယ်လဲဘာကြောင့်ချိုးနေတယ်လဲဒီကောင်တွေလူညံ့လို့ထင်လို့ဒါပဲတော်တဲ့ကောင်လုပ်ရဲလားအမေရိကန်နိုင်ငံသားကိုလုပ်ရဲသလားပြင်သစ်ကိုလုပ်ရဲသလားကျွန်တော်တို့ကကိုယ့်ကိုယ်ပြန်သုံးတတ်တော့ကျွန်တော်တို့ကလေကိုယ့်ကိုယ်ပညာဉာဏ်ကြီးလာအောင်တကားတွေဖွင့်ပြီးကြိုးစားကြသလားဒါလောက်လွယ်တဲ့ခေတ်ကြီးမှာတော့ကျွန်တော်တို့လုပ်ကြလို့လားတယ်လီဖုန်းနဲ့ပညာသင်လို့ရတယ်ဘာအကြောင်းရှာခြင်းလဲအောင်ဆန်းစုကြည်အကြောင်းကိုသိကြသလားဟုတ်တယ်မလား Google ဖွင့်ပြီးတော့အောင်ဆန်းစုကြည်ရိုက်ထည့်လိုက်ဦးမယ်ဥပချေးကအကောင်ဒီမှာဖတ်လို့ရတယ်အင်္ဂလိပ်လိုတော့တတ်မှာပေါ့စကိုင်းတရားအကြောင်းသိကြသလားကောင်းမှုတော့သိကြသလားကောင်းမှုတော့ရိုက်လိုက်ဒိမ့်နဲ့ဒီဘုံအကြောင်းသိကြသလားလိုချင်တာအားလုံးလာအကြောင်းသိကြသလားထိန်ထိန်တာလဲလာကြီးမနှက်ဖက်ညပြည့်မဲ့လာကြီးအကြောင်းသိကြသလား MON မွန်နှိမ့်လိုက်ဒိတ်တက်တယ်အကုန်လုံးအဆိုတော်မိုက်ကယ်ဂျက်ဆင်အကြောင်းသိကြသလား MICHAEL မိုက်ကယ် JACKSON ဂျက်ဆင်မဂ္ဂဇင်းဒိတ်တက်တယ်အကုန်တက်တယ်ဘာလို့သိကြတာလဲအိုဘားမားအကြောင်းသိကြလားဘာတဲ့အိုဘားမား BICK ဘာတဲ့မေဂန်သမ္မတလေးရိုက်လိုက်တက်တယ်အကုန်တက်တယ်အင်္ဂလိပ်စာတင်ဂျပန်စာတင်ကိုရီးယားစာတင်ဒေါ်စုအကြောင်းသိချင်းဗမာနိုင်ငံအကျယ်ဝန်းသိချင်းအကုန်ရုရှားသမ္မတပူတင်အကြောင်းသိချင်းရွှေတော်ကြီးလက်ထဲရောက်နေတာတော့မှရွှေတကားကိုမဖွင့်မင်းနဲ့လူငယ်တွေအသိဉာဏ်နေတဲ့အခါမဟုတ်ကဟုတ်ကထိုင်ပြီးပုံလေးရိုက်လိုက်မက်ဆေ့လေးပို့လိုက်စာလေးတွေရေးလိုက်